Shangjian Ye Mingara Leva for total abstentions. Arati Viviti Papa, Nisi Panasa Tanyamo, Abba Madosa Dametu, Ethan Mingara Motame. Abstention from evil in mind, abstention from evil in body and speech, abstention from intoxicants. Non-negligence in meritorious acts. This is the highest blessing. မကောင်းမှုမဖြစ်အောင်စိတ်ဖြင့်ရှောင်ကျဉ်ခြင်းမကောင်းမှုမဖြစ်အောင်ကိုယ်နှောက်တို့ဖြင့်ရှောင်ခြင်းမူရသေးစားမတောက်စားခြင်းကုသိုလ်တရားတို့၌မမယင်လျော့ခြင်းဤလေးပါးသည်ကောင်းမြတ်သောမင်္ဂလာမြည်၏မကောင်းမှုပင်ဟုတည်းများကိုမတွေ့ခင်ကရှောင်ခြင်းလေးတွေ့ကြုံလာနှင့်မလုံးကျူးနှင့်အထူးသဖြင့်ဆောင်စည်းနှင့်အယက်သေးစားမတောက်စားနှင့်ဖောင်းမတက်တဲ့အရာပေလောကံပြောကြတတိထားတရားမမေးစေအဲ့ဒါမှဘုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ